မင်္ဂလာပါခုရပြမယ့်ကြပြလေးရတော့ဆရာဒုက္ခမိန်လိုင်ရဲ့အဲ့ဒီမှာဆိုတဲ့ကြပြလေးဖြစ်ပါတယ်အဲ့ဒီမှာစစ်ချောလာကြီးဟာအကြီးမားဆုံးသောတစ်တာကြီးတစ်လုံးအဲ့ဒီမှာမမျော်လင့်သောပန်းများမတင်းတိမ်နိုင်ခဲ့သောစီးစာများမဝခဲ့သောအချစ်များအဲ့ဒီမှာပုံပြောဆရာကြီးအန်ဒါဆန်ဂီတစာဆိုကြီးမြုံမငိမ့်ရုပ်ရှင်တိုင်တာကြီးကူရိုဆာဝါအဲ့ဒီမှာလက်ကင်ဘွားလေးတစ်ထည်ကဘာကြီးတစ်ခုပျောက်ဆုံးသွားပုံခမ်းနားအဲ့ဒီမှာမြင်းလက်ဆရာကြီးရဲ့ဂယုဏကြီးတဲ့အတန်ကတင်တို့ဘယ်တော့မှမျက်ရည်မကျတော့ပါဘူးဒုက္ခမိန်လိုက်